လုံးမင်္ဂလာပါโอเค KTW ကပြတ်သွားပြီเนาะအကောပကြည့်လေအခုပြန်ဖွင့်လိုက်ပဲ KTW ပဲเนาะ KTW Note 3D เนาะအားလိုက်เนาะပြီးတော့ဟိုပါပေါ့ဘလော့တောင်မန်များလဲဆိုတာကြည့်လိုက်3ရက်ပဲဖွင့်နေဖလိုက3ကျော်လို့တချို့လူကမနာလို့တော့ဘန်းသွားတာပေါ့เนาะဒါပေမဲ့စမ်းရှိထက်ဖွင့်မှာပဲเนาะโอเคအခုသွားအားလိုက်တော့เนาะ KTW Note 3D เนาะဒီ part အထက်မှာပဲပြီးတော့ပေါ့เนาะသွားအားလိုက်တော့เนาะအချိန်မဆွဲနေเนาะရန်နေเนาะโอเคပြီးတော့ဗာလဲဆိုချုပ်လူကမနာလို့များတာပေါ့ကျွန်တော်တင်ပေးတဲ့အချိန်ပြီးတော့ဟန်ဒီလိုဒီကောင်ကနေ့တိုင်းမှနေတော့ခဏနေသူများလာဝင်မှာများလို့ပေါ့သူကဘမ်းတော့လာတော့ Facebook ရုံးကလာမသိလူတွေလာမသိဘူးလည်းမသိဘူးပေါ့เนาะဒါပေမဲ့ကိစ္စမရှိဘူးเนาะထပ်ပါရင်ထပ်ဖွင့်မယ်เนาะโอเคအားလုံးတည်တယ်เนาะအကုန်လုံးအထားကြเนาะပြီးမှမရဘူးပဲမှာပေးလဲပဲမှာပေးလဲမတွေ့ဘူးမတိဘူးမလုံးနဲ့เนาะပြောထားတဲ့အတိုင်းကိုနားထောင်เนาะအားဆိုအားလိုက်ပေးတဲ့ကောင်เนาะ KTW Note 3D okay let's go เนาะ